ini amesiri ka chinggaru ni cho kanma kan kai huin amyo ta shot do puzale uslai sawan di ne khan ubri chau usani thangsung so ne khan shot do puzale lamba wan ji usu chiu keima so ko bang nu la pa yo ke nan cham nak di ni so tin ni kan phan tin ni kha ka chi ni masri ga ser tu bachen ani kan pasol se ko no so ko myo phun poi ma jaw la ja de jin pi ne jit do du ko tha a so ya phun wan ji nya jin pi ne so phun yin ji mu neဌာနဆိုင်ရာအကြီးကျယ်များနဲ့ဆိုခွာနေတစ်ခုလုံးမှာမိဘပြည်သူလူထုနဲ့ဝန်ထမ်းများအားလုံးဒီကနေ့ဟာဆိုခွာမျိုးအတွေ့တာယာသောမင်္ဂလာအစီဆုံးနေ့တစ်နေ့ဒီလေးဆိုတာကိုဆုတောင်းမေတ္တာပို့တာလိုပါတယ်ဆိုခွာမျိုးဟာကျွန်တော်တို့ချီလူမျိုးထက်မှာတမိုင်းစီးတဲ့ရွာပြရွာဖြစ်တယ်ဆိုခွာမျိုးနဲ့နေမျိုးဆိုရင်တော့ကျွန်တော်တို့ထိုင်တလန်ဟာခါနေမှာနော်စီအကြဆုံးနော်နာနေစီတဲ့ကြံခဲတဲ့ရွာကြီးတဲ့ရွာဖြစ်ပါတယ်အဲ့ဒီတို့ကြောင့်ကျွန်တော်တို့တက်လာပြီမှနေရင်းလက်စုကောမျိုးပြောင်းဆိုပြီးတော့တက်ဆိုင်ရအစိုးရအနေနဲ့တော်တော့တို့တို့ကိုယ်စားများအနေနဲ့တော်တော့အဓိကဒုသမဂရဲ့နော်လိုင်းဝင်တဲ့အခုကနေရင်းရောစုကောရောမြို့ကြီးရလာတယ်ဆိုတော့အားလုံးပြည်သူလူထုရဲ့စွတ်တော်ချင်းကိုပြားချီနားကြောင်းပြီးတော့ဒီနေ့ဟာစုကောမျိုးဖွင့်ပွင့်ရရှိတာဟာတကယ်ဒါဆိုရင်တော့လူထုအားလုံးရဲ့စွတ်တော်ပိုင်းကိုဒီနေ့အရာကအဖြစ်သေးတယ်ဆိုတော့ကျွန်တော်အနေနဲ့ပထမဦးဆုံးပြောကြလိုပါတယ်စုကောမျိုးဟာဆိုရင်အင်္ဂလိပ်ချဲတုန်းကနော်အင်္ဂလိပ်နဲ့ချဲအင်္ဂလိပ်ကိုနော်တော်ဟိုင်ချဲတဲ့နေမှာနေရဒီတိုက်ကြည့်ဥမှန်ကုန်းဆိုရင်သူ့တဲ့ထက်ကအင်္ဂလိပ်ကိုတိုက်ခိုက်တော့ဒီရွာသားနော်ခေါင်းဆောင်များယာနဲ့ချီပြီးတော့အတိတ်စတင်ခဲ့တဲ့နေရာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ဒီအချိန်ခါဘုရားဒီရဲ့နော်တိုက်ကြည့်ဥမှန်ကုန်းတော့ရဲ့အတိတ်စတင်ပြီးမှုကိုဒီနေ့ဒီအချိန်ခါမှာကျွန်တော်တို့အဖြစ်ကောင်းချီရလာတာဖြစ်တယ်ဆိုတာကိုပထမဦးဆုံးပြောပြလိုပါတယ်ဒါကြောင့်အခုကျွန်တော်တို့2016ခုနှစ်နော်15မှာကျွန်တော်တို့NLD ရဲ့အတိုင်းပင်ခံဥဆောင်မှုနဲ့ကြွကြော်တာကတော့နော်ပြောင်းလဲချိန်ကြရင်ဆိုပြီးတော့ကျွန်တော်တို့လူထုကိုပြောင်းလဲချိန်ကြရင်ဆိုပြီးတော့ concentrate ပြီးတော့ကျွန်တော်တို့နိုင်ငံကြီးတရားဟောခဲ့ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဒီလူထုကတရားမှာစစ်ရ900ခန့်နှုန်းနဲ့ကျွန်တော်တို့မြေရပြီးတော့2010ထုတ်ကနေ NLD အစိုးရတက်လာတာဖြစ်ပါတယ် NLD အစိုးရတက်လာတော့ပထမဦးဆုံးနော်နိုင်ငံတော်အတိုင်းပြည်ခံတဲ့နော်မြို့ကိုများများချဲ့ပြီးတော့ကြီးရွာကြီးပေါင်းပြီးမှနော်မြို့ကိုများများတိုးပြီးတော့ကြီးရွာနည်းနည်းလေးကိုစုပြီးမှတိုင်းပြည်ရဲ့လူစီးပွားရေးပြည်ရေးဘာသာရေးအကုန်လုံးတူးတက်မှဖြစ်တယ်ဆိုတာဟာအတိုင်းပြည်ခံရဲ့ခေါင်းဆောင်မှုနဲ့ policy ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မြို့ကိုများများကျွန်တော်တို့အစိုးရလက်ထက်မှာနော်တူးချဲ့နေအောင်နော်ပြည်နေစီမံကိန်းထားရှိခြင်းဖြစ်ပါတယ်ဒီကနေ့အားဆိုရင်ကျွန်တော်တို့ရဲ့နော်လိုအပ်တဲ့စုခေါ်မျိုးတွင်ပွေရလာတာလေအတိုင်းပြည်ခံရဲ့နော် live policy အနေနဲ့စုခေါ်မျိုးဟာလေမြို့အနေနဲ့ဒီနေ့ဒီကနေ့တွင်ပွေလုပ်ငန်းချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့စုခေါ်မျိုးရဲ့အကြောင်းစီမံကိန်းကတော့အခုစီမံကိန်းကအားလုံးပြောထားပြီဆိုတော့ကျွန်တော်တို့ NLD အစိုးရရဲ့နော် policy ကိုကျွန်တော်ပထမဆုံးပြောပြလိုပါရဲ့။ဘာကြောင့်လဲဆိုတော့တိုင်းပြည်တစ်ပြည်ရဲ့ဒုတိယဒုတိယအကြောင်းကအဓိကနံပါတ်1ကအင်ယာကြီးရဲ့ဖြစ်တယ်။အင်ယာကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ NLD အစိုးရတက်လာပြီးမှနော်မြန်မာပြည်ပညာရေးကိုပြောင်းလဲအောင်ဆိုပြီးတော့ကျွန်တော်တို့အတိုင်းပြည်ဟာဥဆောင်မှုနဲ့အစီအစဉ်ရေးဆွဲထားပါတယ်။ရေးဆွဲတော့အခုကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့နော်ကျွန်တော်ကနေအောက်အထိကတော့နော်တန်းကြီးဟာပြည်ရကြီးဟာတော့ထောက်ကိုနော်မဆိုးဘူးကျွန်တော်တို့ဘယ်ရရင်ချက်ချင်းအိန္ဒိယမှာ SAT လို့ရတာဒါပေမဲ့အခုအချိန်မှာတော့နော်တိုင်းပြည်ကနေနော်ဘေဘဘေရရစာဝင်ဘေရရသူများနိုင်ငံလည်းမခံဘူးဘာလို့လဲကျွန်တော်တို့ပြည်ရကြီးကအောက်ဆုံးနေဟိုဒါကြောင့်ကျွန်တော်တို့တိုင်းပြည်ကပြည်ရကြီးစနစ်ကပြည်တဲ့တိုင်းကနော်အခုတာတနည်းဒီနော်ဒုမိုလာတိုင်းမှာအလေးအလွတ်ဆရာခိုင်နော်
လေတိုင်းမှာ20ရာခိုင်နှုန်း10တိုင်း9တိုင်းရောက်တော့နော်ဘိုင်ဟာစလီဆိုတော့ဘယ်သူမှအဆောင်မထည့်တဲ့10တိုင်းအောင်လို့မရတော့ဘူးဒါကြောင့်မိဘဒီကနော်မစ္စည်းရဲ့ဥစ္စာကိုရောင်းစားပြီးတော့အဆောင်မှာထားတယ်အဆောင်ထားရင်လေနော်တရားမှာ80ရာခိုင်နှုန်းကနော်ကြာသွားပြီ10ရာခိုင်နှုန်းတော့မအောင်ဘူးအဲ့ဒီအတွက်ကြောင့်ကိုသားသမီးကြီးတကယ်ချီးတဲ့တာသမီးကြီးကိုနိုင်ငံချမ်းမှာနော်အလုပ်သမားအဖြစ်နော်ရောင်းစားတာနော်အများကြီးရှိခဲ့တာဆိုအားလုံးအကြည့်ဖြစ်တယ်ဒါကြောင့်နိုင်ငံတော်အတိုင်းပြည်ခိုင်ရဲ့ဥဆောင်မှုဖြင့်ကျွန်တော်တို့တက်လာချင်းပြည်ရည်ပြောင်းလဲဖို့အစီအစဉ်ကနော်အခုအမေရိကယူရိုပြည်ရည်စနစ်လို့နော်အခုဆရာစာမကြီးကို KG ကနေချိန်နေပြီချိန်နေပြီတော့အခုငါးကန်ချုပ်ကန်ထိချိန်နေပြီလာမယ့်နေ့မှာစစ်တိုင်းကူတိုင်းဆယ်တိုင်းအထိစာမကြီးကိုချိန်နေပြီတော့ကျွန်တော်တို့စမန်ကြီးအရာဆိုတော့2020ခုနှစ်မှာနော်ဆယ်တိုင်းမဟုတ်တော့လည်းစီနီယာ12တိုင်းကို high school senior ဖြစ်တော့မှာအဲ့ဒီအချိန်မှာအခုကျွန်တော်ပြောလို့ရှိရတာဆိုတော့ကျွန်တော်တို့တာသမီတရားမှာ90ဝေးရအောင်အဲ့ဒါနိုင်ငံတော်အတိုင်းခါရဲ့ policy ဖြစ်တယ်ဆိုတော့အခု12တိုင်းရောက်တဲ့အခါမှာဥပမာဘာသာ6ခုဖြစ်တယ်ဖြည့်တဲ့အခါမှာ4ဘာသာအောင်နဲ့2ဘာသာကို note ကြာရင်တော့ note ဒီမှာဖြည့်လို့ရတာအဲ့ဒီတို့ကြောင့်စာအခုဒီဆိုကမှလေ2020နှစ် policy ကအောင်နေဆိုရင်2020နှစ်ကနေ7တန်းဖြစ်နေအဲ့ဒီ7တန်းအောင်ပြီးဟန်တက်မှာ90အောင်ဖို့ရည်ရွယ်ဖြစ်တော့နော်ဟာခတဲ့ကလေးမှာဘာသာဆုံး PhD အထိတက်လို့ရမှာအဲ့ဒီအတွက်ကြောင့်အခုတာသမီးကြီးကနော်တိုင်းပြည်တစ်ခုနိုင်ငံတစ်နိုင်ငံဒုတိယပို့တဲ့ကောင်းပါပညာရေးကျုတဲ့မှာပညာရေးပြောင်းလဲမှာတိုင်းပြည်ကကျုတဲ့မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အခုတာသမီးရဲ့ကလေးတက်ဖို့အတွက်ကအဓိကမိဘကြီးပေါ်မှာလူကြီးတယ်။ဘာကြောင့်လဲဆိုတော့တို့ချင်းလူမျိုးတွေကနော်တောင်ရလို့လို့ချူကြီးချင်နေလို့လို့အဲ့ဒါကြောင့်ဒီမှာစီးတဲ့နံပါတ်မှာစာမများကိုထိတွေ့မှုရှိပါနော်ကိုချင်တဲ့ကနေရရှိတဲ့အတိအနိုင်လေးကိုစာမကိုကြောကြပါအဲ့ဒါနဲ့ကိုတာသမီးကိုစာမလက်ထက်မှာဆိုပြီးတော့ဥပအောင်မှုရှိရင်တော့ဆရာစာမတွေကလည်းစေရနာနဲ့တင်ပေးမှာပါနော်သူငယ်တိုင်းကနေတဖြည်းဖြည်းအခြေခံရပြီးတော့ဆက်တဲ့ပိုင်းကိုကောင်းကောင်းအောင်ပြီးတော့တရားမှာ90တာသမီးနိုင်ငံတော်ပေါ်တစီတန်း90ဘွေရမှာတန်းကပြောင်းလဲနေဆိုတာကိုအားလုံးအဖြစ်နော်နိုင်ငံတော်ပေါ်အတိုင်းခံရဲ့policy အစီအစဉ်ဖြစ်တယ်ဆိုတာကိုအားလုံးအထူးပြောလိုပါတယ်ဒါကြောင့်တကယ်တမ်းပြောရဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာနော်ကျွန်တော်တို့2009ခုနှစ်မှာနော်စင်ကာပူနိုင်ငံဖြစ်တဲ့ရကျွန်တော်တို့စင်ကာပူနိုင်ငံပြောခဲ့တွေ့တဲ့ချိန်မှာစင်ကာပူအမေရိကန်ဇွဲကူစီလီစာလီရဲ့ပြောချက်ကျွန်တော်မမြင်ဘူးသူကဘာပြောလဲကျွန်တော်ဟာဆိုရင်လေနော်1950စီခုနှစ်ဟာ50စီခုနှစ်မှာခုနှစ်တိုင်းရှိသေးတယ်အဲ့ဒီခုနှစ်တိုင်းလုံးကကျွန်တော်နားထဲမှာကြားတာကအစစ်တော်အာရှမှာအကောင်းဆုံးတက်ကတူကနော်ရန်ကုန်တက်ကတူနော်second Osmos ဆိုပြီးတော့နာမည်ကြော်ပြခဲ့တယ်အကောင်းဆုံး airport ကRangoon အကောင်းဆုံး hospital ကRangoon အကောင်းဆုံးတဲ့အတားရဆုံးကRangoonဆိုပြီးတော့နာမည်ကြော်ချတဲ့ခါမှာကျွန်တော်ရဲ့စစ်တိုင်းဘဝတို့ကတနေ့ရက်ကြိုက်ရင်ရန်ကုန်တက်ကတူကိုရောက်ရှိအောင်ဆွဆောင်ခဲ့တယ်အဲ့ဒီအချိန်မှာနော်ကျွန်တော်တို့စင်ကာပူကမလေးကနေတောက်ရှိတော့မလေးကနေဖြတ်ပြတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စင်ကာပူကကပါကငါးဖိုင်းပြီးတော့ခဏထားခဲ့တဲ့ fiscal နော်ငါထားခဲ့တဲ့ fiscal ကိုခေါ်ခိုင်းရတယ်အဲ့ဒီအချိန်မှာမစ္စတာလီကိုယူကကဲစင်ကာပူနိုင်မလေးအစိုးရကလည်းလွယ်လာရေးယူမယ်ငါးနှစ်အတွင်းမှာစင်ကာပူကရိုင်းကုန်ဆင့်ပြီးအောင်ကျွန်တော်လုပ်ပြနေဆိုပြီးတော့နိုင်ငံကြီးတရားဟောခဲ့တယ်အဲ့ဒီအချိန်မှာစင်ကာပူပြည်သူလူထုကဘယ်လိုလုပ်စင်ကာပူကရိုင်းကုန်အစီအပေါ်ဘယ်လိုလုပ်ပြနိုင်လဲဆိုတာဘယ်သူမှနားခဲ့မှုဘူးဒီကိုယူကအာနာယူလာတော့တကပွင့်နော်အထင်ကြီးဖက်လာတော့နိုင်ငံတကာရဲ့ကွန်ပဏီကိုတောင်းချစ်တဲ့ခေါ်လာရဲ့နော်အဲ့ဒီချိန်မှာ60ဒီခုနှစ်မှာခင်ဗျားတို့ဦးနေဝင်းကအာနာတင်းတော့တကပိတ်ထုတ်လိုက်တယ်ဆိုတော့ငါးနှစ်ပြီးမှစင်ကာပူကနော်ရိုင်းကုန်ကိုအဆင့်ပြလာပြီးတော့အခုကျရင်တော့နော်ခင်ဗျားတို့ကမကတော့မှစင်ကာပူမှာဆေးလာခုလေလို့ပြောခဲ့နော်ဆေးလာခုလေလို့ပြောခဲ့ဒါကြောင့်မစ္စတာလီကိုယူကစင်ကာပူနိုင်ငံကို29နှစ်အောက်ချုပ်ပြီးမှ
အာနာကိုသူ့သားလက်ထဲပေးတဲ့ခါမှာကမ္ဘာမီဒီယာတွေကနေခွင့်ထုတ်တယ်နော်စင်ကာပူနိုင်ငံကိုခင်ဗျားသားကခင်ဗျားလို့နိုင်ငံကိုဥဆောင်နိုင်မှာလားဆိုပြီးတော့မီဒီယာတွေကနေခွင့်ထုတ်တဲ့ချိန်မှာသူ့အဖြစ်ကပြောတယ်ကျွန်တော်ကဟာဗတ်ယူနီဗာစီတီကနေကျောင်းဆင်းတယ်ဟာဗတ်ယူနီဗာစီတီကျောင်းဆင်းတယ်လို့ပြန်ဖြေတဲ့ခါမှာနိုင်ငံတကာမီဒီယာတွေအစားပိတ်သွားတယ်အဲ့ဒါကြောင့်ပြောချင်တာကမစ္စတာလီကွေယူကပင်စင်ယူတဲ့ခါမှာပြောတယ်ကျွန်တော်အားဆိုရင်စင်ကာပူလူထုအတွက်ဘာမှအမွေထားခဲ့တာမရှိဘူးကျွန်တော်လည်းအမွေတစ်ခုပဲစင်ကာပူလူထုအတွက်အမွေထားခဲ့တယ်နော် number 1 discipline စီက number 2 education တရားစီအဲ့ဒီတစ်ခုကိုအမွေထားခဲ့တယ်ဆိုပြီးတော့ပြောလာတော့အခုစင်ကာပူ University ရောက်ရင်အဲ့ဒီ liquid ယူရဲ့အမွေကပါနော် discipline နဲ့ education ကစင်ကာပူတက္ကသိုလ်မှာတက်ခဲ့တာကိုအားလုံးကြည့်ဒါကြောင့်ဒီနေ့ဒီအချိန်ခါမှာစင်ကာပူနိုင်ငံစင်ကာပူ University ဟာကမ္ဘာနာမည်ကြီးတဲ့စေကူထဲမှာပါလာတယ်အဲ့ဒါကြောင့်တိုင်းပြည်တစ်ခုရဲ့ဒုတိယဟိုတဲ့ကြောင့်ကပညာကြီးဖြစ်တယ်နော်ပညာကြီးဖြစ်တယ်အဲ့ဒါကြောင့်အဓိကကျွန်တော်တို့ချင်းလူမျိုးတွေနော်တိုင်းပြည်ရဲ့ခက်ခဲမှုကြောင့်ကျွန်တော်စိတ်ထဲမှာရှိတာကတိုင်းပြည်ရဲ့ခက်ခဲမှုကြောင့်အခုရေဒီယိုစီနဲ့နော်ရေဒီယိုစီနဲ့နိုင်ငံပေါင်းဒုတိယဒီမိုကရေစီနိုင်ငံပေါင်း30ပါကျွန်တော်တို့နော်နေခဲ့တယ်ချင်းလူမျိုးတွေရဲ့သုံးပုံတစ်ပုံနိုင်ငံတကာမှာနေတယ်နေတော့အဓိကအမေရိကမှာခရီးဒီကကျောင်းကောင်းမှာတင်ချပြီးတော့နော်သူတို့ကျောင်းပြီးတဲ့ချိန်မှာခလေးကြီးလာပြီးတော့ဒီမှာရှိတဲ့တာသမီးအကုန်လုံး90%ဝေးရတဲ့ချိန်မှာနော်ကွန်ပျူတာလုပ်ပြီးတော့ခလေးမှုရှိပြီးတော့တနေ့နဲ့တစ်ချိန်ချင်းနော်ချင်းပြည်နယ်ဟာနော်ကဘာမှာချမ်းသာတဲ့အထူးတဲ့ပြည်နယ်တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုဒီနေရာကနေပြောကြလို့ပါတယ်အဲ့ဒီတို့ကြောင့်မိဘဒီအနေနဲ့တာသမီးကိုတရားမှတရားနော်ပညာရည်ရရှိဖို့အတွက်မိဘဒီပေါ်မှာမူတည်တယ်ဆရာဆရာမအနေနဲ့လေစေတနာစီစီနဲ့တင်ပြကြတာနော်စေတနာအထူးရှိတယ်ကျွန်တော်တို့တွဲကြည့်လိုက်နော်ဗမာပြည်ဌာနဆိုင်ရာတိုင်းမှာအစီအဆုံးကဆရာဆရာမပဲဒါပေမဲ့ကုသိုလ်ရဆုံးတာသမီးပညာနော်အထူးဆုံးကပညာရေးဌာနပဲဆိုတော့လောကမှာနော်အမွေမြတ်ဆုံးကတာသမီးပညာရရှိသူပဲဒီကအဲ့ဒီအတွက်ကြောင့်ဒီမှာကြောက်ရတဲ့စူပါတိုက်နေမှာနော်မိဘပြည်သူအားလုံးကတကယ်တမ်းဆိုရင်တော့စင်ထမ်းနေတဲ့ပညာရေးတော်လောက်ကြတာအဲ့ဒီအတွက်ကြောင့်အခုကျွန်တော်တို့ရဲ့ချုံတေလာရောပေါင်းတရားတော့ရှိတယ်ဝန်ရတာက10ရောက်တော့မပြီးဘူးနော်မဖြစ်သေးဘူးအဲ့ဒီအတွက်ကြောင့်နော်အခုကလေးကလေကိုတာသမီးဘွေရရှိတခုကိုရရှိနေအောင်မိဘပြည်အပေါ်မှာအဓိကတာဝန်ရှိပြီးတော့ဆရာဆရာမဒီကလေစေရနာစီစီနဲ့တင်ပြကြမှာအဲ့ဒါမှနောက်တစ်ချိန်ကျရင်ကိုရွာဒေတာကိုအထူးကဲဆုံးတဲ့အချက်သာဆုံးတဲ့တာတိကြီးရဲ့အင်ရကြီးတော့နော်ကျွန်တော်တို့ဆောင်ရွက်ပြနိုင်မယ်ဆိုတော့ကိုနာမချက်အနေနဲ့အားကြလို့ပါတယ်နာမကြီးအနေနဲ့တကယ်ကားဆိုတော့ကျွန်တော်အချင်းကြီးနဲ့အစိုးရအဖွဲ့ policy တွေဖြစ်တယ်ကျွန်တော်တို့ကဆွေပြောင်းတောင်းတာစနစ်နဲ့နော်နေလာခဲ့ပြီးတော့အခုကဘာမှာအစင်းရဆုံးအစင်းဘုရားရောက်ခဲ့တယ်အဲ့ဒါဘာကြောင့်လဲကျွန်တော်တို့ချင်းကြီးနေဟာနော်တာယေတရိဆန်နော်တမဝပဝင်းကြီးဟာဖရာတခင်ကအချမ်းသာဆုံးပြောင်းလုပ်ပေးတဲ့အရာပဲဒါပေမဲ့ကျွန်တော်တို့ကမတီးလို့နော်အခုကဒေါ်အန်တရိဆန်လည်းမရှိတော့ဘူးဆွေပြောင်းတော့စလိတော့ဒေါ်မင်းကြီးဆုပြီးတော့တောင်းကုန်ဖြစ်ကုန်ဆိုတော့ဘယ်လိုလုပ်ချမ်းသာနိုင်မလဲအခုတွေ့ကြည့်လိုက်နော်အခုချင်းပြည်နယ်မှာအဲ့ဒီဆွေပြောင်းတော့စလိကနေဥယျာဉ်ချဲတဲ့အနေနဲ့နိုင်ငံတော် policy နဲ့လှုပ်ထားတာအားလုံးအတိဖြစ်တယ်ဒါကြောင့်မနေ့တနေ့ကလည်းနော်အခုဝါဝူဆိုင်ဖို့အတွက်ဥယျာဉ်ချဲတဲ့အတွက်နိုင်ငံတော်ကအရင်ကတက်ဆိုင်ရာဘာယာပြည်တိကလည်းအာမခံချက်ပြီးမှချိနိုင်တယ်ဆိုပြီးတော့သူတို့ဒီဥပဒေထုတ်ထားတာဒါပေမဲ့တော်ရောမှာနော်အင်္ဂလိပ်ကလည်းမရှိဘူးချန်ကလည်းမရှိဘူးဘာမှပတ်သက်ချလို့မရဘူးအခုကမဟုတ်တော့ဘူးနိုင်ငံတော်အစိုးရချင်းတင်နေအစိုးရနေနဲ့အာမခံချက်လုပ်ပြီးတော့နော်နည်းနည်းတည်းဆွတ်တော်မှာအဲ့ဒီတောင်းသူကြီးချန်လို့လို့ဝဝဆိုင်လို့ဒီကိုနော်1.6D ရဲ့ချီဖို့
ဆိုရကနော်မနေ့တနေ့ကလွတ်တော်ကအကြည့်ပြောပြီးဒါကြောင့်ဝုန်းတေကဆိုင်ရင်စင်ကာတင်းနဲ့ရှိတယ်ကိုအစီအစဉ်ရှိရဲအဲ့ဒီချီတဲ့ဥစ္စာလေးတူးတဲ့ချီတဲ့လို့မရဘူးဆိုတော့နေကတရောမှာအားလုံးအင်ချီ90ကချန်လုပ်တယ်ဆိုပါစို့အဲ့ဒီချန်လုပ်တဲ့ကော်မတီလောက်ပြီးအဲ့ဒီကော်မတီအနေနဲ့နော်ဥက္ကဋ္ဌပြည်ကြီးကလာကြည့်မှုလုပ်ပြီးမှအစိုးရနေတဲ့ချီတဲ့ကိုအစီအစဉ်ရှိတယ်ဘတ်ဂျက်လေး SNP ကနေရပြီအဲ့ဒါကြောင့်ပထမဦးဆုံးချင်းနေကိုဦးစားပေးကြတာနော်ကျွန်တော်တို့ချင်းပြည်နယ်ဟာတကယ်တမ်းဆိုတော့ဘုရားတခင်ကဘယ်လိုပေါင်းလဲနော်တကယ်တမ်းဆိုတော့ဝါဦးဆိုတာကျွန်တော်တို့ငယ်ငယ်တုန်းကကျွေးနွားမောင်းထုတ်တဲ့နေရာမှာရားတယ်ဆိုပြီးတော့ကံကြောင့်မအချင်ဘူးနော်တို့နဲ့လိုက်ပြီးတော့ရှောင်ရတယ်အဲ့ဒီအခုအချိန်မှာကြတော့နော်အဲ့ဒီဝါဦးဟာနော်ပေါ်ရိပါနော်ဝါဦးဟာအခုဂျပန်နဲ့တရုတ်ကြောင်ကိုရဲလို့ကအတားထူရောအမျိုးမျိုးလို့တော့အခုကျွန်တော်တို့ချင်းပြည်နယ်ကနေထွက်တဲ့နော်ဝါဦးဆိုရင်နော်အစိုးရဝန်ထုတ်သွားတော့ကတရုတ်ကုမ္ပဏီကြီးနဲ့တိုင်9000တန်ဒီမှာတွေ့ဖို့စာထုတ်လုပ်လိုက်ဆိုတော့ထွက်ကြရဟာကျွန်တော်အစိုးရပြန်စီဘူးပုံမှန်နဲ့ရောမှန်နော်အဲ့ဒီအတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့ဟာနော်ချဲမြေကိုဥစားဖို့လုပ်တယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ဒီမှာစီးရမိဘတွေလေအော်စတြေးလျနယူးဇီလန်တို့ကြမှာပဲကျွန်တော်နဲ့လူသမလာလေးနော်အော်စတြေးလျပြောတဲ့ခါမှာဘင်းတယ်ဆိုပြီးတော့စတိပြောဖူးတယ်။တနေ့အော်စတြေးလျ100ရတယ်။ဒီမှာအလုပ်လုပ်ရင်တော့100ကုန်မရနိုင်ဘူး။ဘာကြောင့်လဲသူတို့နဲ့ကျွန်တော်တို့ထူထူရတယ်နော်စပီးဆိုင်ရင်ဘယ်လိုဖြစ်လဲကျွန်တော်လည်းတက်ခါစားကိုချန်တဲမှာနော်စပီး90လောက်ပြီးဆိုင်နော်ဘာမှမကုန်ဘူးတနေ့မှာချက်ချီနိုင်တယ်အဲ့ဒါဇေဘော်ဒီကိုဖြီးခန်းပြတဲ့နိုင်တော့မကြောက်ဘူးဒီတုံးလေးဆိုတော့ပိတ်တာ300လောက်ထည့်တယ်လုံးလေးဆို1000ထည့်တယ်ပြောချင်တာကအဲ့ဒီစပီးဟာဒီပေါင်းကောင်းချင်း100ချီထိုင်တယ်ဆိုတော့ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးအသက်90 60ရောက်တဲ့ခါမှာအဲ့ဒီအပြင်90ကနေတနေ့မှာ300နဲ့100ကြာရမှာဆိုတော့တာတိမြအကူဆောင်လို့တော့ဘူးကိုချင်းချုံကိုကိုတည်ရရှိနော်စက်ကြည့်လို့ရတာအဲ့ဒါကြောင့်ပြောချင်တာကအခုဆိုတော့နေနော်ဥပမာမြို့ငိုကြီးဆိုင်တယ်မြို့ငိုကြီးဆိုင်ရင်ပင်းတရားနဲ့ဘယ်သူမှလာမလို့ဘူးဒါပေမဲ့အင်တိုင်းကအပင်ကိုထောင်နဲ့ချီဆိုင်ကြည့်လိုက်နော်တောင်းကနာရှိတယ်အဲ့ဒီဥစ္စာကိုငါ့ရဲ့ပဲအတီးကြီးနဲ့အတီးကြီးတဲ့ခါမှာတာတိမြကဆိုခေါ်မှာနော်မြို့ငိုကြီးအပင်ပေါ်တောင်းရှိတယ်အတီးဘလို့ရှိတယ်အင်တာနက်မှာနော် Facebook မှာကျွန်တော်ရည်နော်စီးပွားရေးသမားတွေကစက်နေပင်ကဆေးပင်ကလည်းလာပြီးတော့ကြည့်ပြီးတော့တက်ပင်တက်တဲ့တင်ဆေးပင်ချိတယ်ခင်ဗျားတို့ကူစားကိုင်စားမလို့အပင်လိုက်တော့သူတို့ကူပြီးတော့သူတို့ကားနဲ့ထွက်သွားမှာအဲ့တော့ကျွန်တော်တို့ချင်းပြည်နယ်ဟာတကယ်တမ်းဆိုရင်ဖယားသခင်ကအချမ်းသာဆုံးဖြစ်အောင်လူမျိုးဖြစ်အောင်လုပ်ပေးတာကျွန်တော်တို့ကနီးပညာမတတ်လို့ကိုဟာကိုတဘောတော်ရည်ပြည့်စည်တယ်ဟိုကတဘောပေါင်းချင်ဆိုအကုန်လုံးပြည့်စည်ပြီးတော့အစီအစဉ်ဖြစ်တာအခုကြည့်ခင်ဗျားတို့လည်းဒီမှာဇူရိုနိုင်ငံပြောလို့ရှိတယ်ကျွန်တော်တို့ဇူရိုနိုင်ငံပြောတာဇူရိုနိုင်ငံမှာတစ်ပြအားလုံးဆိုင်တယ်ပေါက်တယ်ချစ်ထွင်းတယ်ဒါပေမဲ့အဒီမကြည့်နိုင်တဲ့အပြင်ရှိတယ်အပွင့်မပွင့်နိုင်တဲ့အပြင်ရှိတယ်ကျွန်တော်တို့ချင်းပြည်နယ်မှာစိုက်ကြရအားလုံးအကြည့်ကြည့်တယ်အပွင့်နဲ့ပွင့်တယ်နော်ဟိုတနေ့ကမနေ့ကသူသမလာတော့ကဒီမှာခင်ဗျားတို့မကြည့်နေကျွန်တော်တို့မကြည့်ဘူးဥဆွေကျူးဆိုတာဟာတရုတ်ဒီမှာ90က94ထိတိခော့ပန်ကုန်တယ်အဲ့ဒီလူကကိုမြို့တကာမှာနော်တိုင်းကြီးချိုစိတ်ဥပထဖြစ်နေတယ်သူကလာပြီးတော့သူသမလာတော့ကဟာခါမှာဘုဘဲကန်ပေါ်လိုက်မှာအေးက9000နေနေပြီတော့တောင်းတော့ဘာလို့မလဲတိခော့ပန်လုပ်နေတယ်တိပြမခော့ဘူးအပူနဲ့ဆိုင်တယ်အလောက်တမကိုတင်းချီနဲ့ထားမယ်အဲ့ဒါတိခော့ပန်နော်စိုက်ဖို့အတွက်လာတောင်းမှုရှိတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့ချင်းပြည်နယ်ဟာဘုရားတခင်ကဖန်ဆင်းတဲ့အရာအလုံးဟာကျွန်တော်တို့ချမ်းသာဖို့နော်တတိယဖို့လုပ်ပေးတာပဲကျွန်တော်တို့ကမကြည့်လို့နော်အဲ့ဒီအတွက်ကြောင့်ဒီကလေးကနေစပြီးတော့နော်ဥယျာဉ်ချန်ပီယံစနစ်နဲ့အားလုံးပြောင်းပြီးတော့ကျွန်တော်တို့စီပြောင်းတော်လာစနစ်ကိုရက်ဆန်းပြီးတော့တော်မီမဆုခဲ့တဲ့တိပင်နော်ပိုင်းပင်ကြီးဖြစ်ထွန်းပြီးတော့တာရဲ့တည်းဆိုင်လေးလုံးလုံးအဲ့ဒီပေါ်မှာပြောပါနေပြီးတော့အခုမရှိတဲ့ပြောင်းပြီးမရှိတော့ဘူးနော်စက်ဒီတော့မရှိတော့ဘူးအဲ့ဒီဥစ္စာတွေကိုနော်ကျွန်တော်တို့ထင်သိနိုင်ရင်တော့တကယ်နဲ့တစ်ချင်းတားတဲ့မြေအားလုံးနိုင်ငံတကာကနေပညာတတ်တဲ့ဒီကနေတားတဲ့ပညာတွေဘူးပေါင်းပြီးပါက
ကဘာမှာအချမ်းသာဆုံးလူမျိုးစင်ကာပူနိုင်ငံလိုဖြစ်နိုင်တယ်ဆိုတာကိုအားလုံးတွေးပြီးတော့နော်ဥပမာပြီးတော့ဆောင်ရွက်ကြပါအဲ့ဒီအတွက်ကြောင့်အခုကြီးရွာတိုင်းကိုနော်တသားပြီးနော်လိုင်းရကူဖို့တယ်အဲ့ဒါဟာခင်ဗျားတို့အပြိုစိုက်ကစီဖို့မဟုတ်ဘူးနော်ခင်ဗျားတို့ရွာတိုင်းမှာနော်စိုက်ပျိုးဥယျာဉ်ကိုလက်လို့ရမှာအဲ့ဒါကိုစနစ်တကျလုပ်လို့ဂုံတဲ့ကြီးကကိုယ်အင်ထဲမှာရွာထဲမှာလာဝင်မယ်နော်လာဝင်မယ်အဲ့ဒီအတွက်ကြောင့်အခုနိုင်ငံတော် policy ကဘတ်ဂျက်အခုမချများဖြစ်ခံပြီးတော့ line တတားပြီးလုပ်ပေးတာဟာစီကျွန်တော်တို့ရေဘုရားပြောလဲဖို့အတွက်လုပ်ပေးတာနော်အဲ့ဒီအတွက်ကြောင့်ကိုယ်တွေကကိုယ်နေနေတာနော်ကိုယ်ရင်ချမ်းတွေကိုဦးစားပေးပြီးတော့ဆောင်ရွက်ပေးရင်အခုလာလို့နော်ကိုယ့်ရဲ့တာသမီပြည်ရဲ့ရည်စနစ်ကိုပြောလဲလာတဲ့ခါမှာဒီကတာသမီကြီးနဲ့နိုင်ငံချက်ကတာသမီကြီးဦးပေါင်းပြီးတော့ကျွန်တော်တို့ချီးလူတွေငါးပြီးလို့ပဲရှိတယ်နော်ကဘာမှာအချမ်းသာဆုံးနဲ့နော်အထူးတဲ့ဆုံးစင်ကာပူနိုင်ငံလိုဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်ဦးပေါင်းပြီးတော့ဒီကနေ့ဆူခေါ်မျိုးရတာဟာအလဟာတန်ဖြစ်တဲ့ဆူခေါ်မျိုးနဲ့အားလုံးရဲ့နော်တိုင်းနဲ့အားလုံးရဲ့နော်စံပြဖြစ်အောင်ဆူခေါ်မျိုးဒီတခါကစံပြဖြစ်အောင်ဆောင်ရွက်ပြကြပါလို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးပါတယ်စီယာစုခွန်မျိုးမြင့်မြင့်ယူဖာဥပန်ကျင်းမှာကျေးဇူးတင်စကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါရှင်